ဒီနေ့ပွဲတော့ဒါကျွန်တော်တို့ဒါလူတွေပေါ့နော်လူတွေကဏ္ဍလေးဖြစ်တယ်ဒီနေ့ပြန်မုံဝင်အင်အားတော့ကျွန်တော်တို့ကတော့15ရောက်နဲ့အယောက်20ကျတော့ကျွန်တော်တို့ရှိမယ်ဒါကတော့ကျွန်တော်တို့ဒီ City Grand Final ကတော့ကျွန်တော်တို့ဒီတလပိုင်း2026တလပိုင်း12ရက်နေ့မှာကျွန်တော် Fuji Shopping Center မှာကျွန်တော်ဒါ City Winner တွေကိုဒါရွေးထုတ်ထားမှာဖြစ်ပါတယ်ဒီ Mr. ထက်ဦးရန်ဆိုရင်ကျွန်တော်2019ကနေမှကျွန်တော်တို့ Tourism မြန်မာပေါ့နော် National Winner တူလည်းဖြစ်ပါတယ်အဓိကတော့ဒီအိမ်အောင်ရှင်ပွဲတွေကိုကျင်းပရပေးရဲ့ရည်ရွယ်ချက်လေးတွေကတော့ကျွန်တော်တို့အနေနဲ့ဒါအိမ်ထဲမှာပုံအောင်နေတဲ့အိမ်အောင်ရှင်အလှမယ်တွေအနေနဲ့ပေါ့နော်မိမိမှာရှိတဲ့အလှတရားတွေမိမိမှာရှိတဲ့ကိုယ်ကြီးကိုယ်သွေးတွေ ability တွေအကုန်လုံးပေါ့နော်ဒါထုတ်ပြနိုင်ဖို့အတွက်အိမ်ထဲမှာကြည့်ပဲမွန်းကျက်နေတဲ့အရာတွေကိုဖြေပြောက်သွားနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ကျင်းပပေးရခြင်းဖြစ်ပါတယ် Beauty Empress ကတော့ဒီနေ့ကတာထွက်ကောင်းတယ်လို့ပြောရမယ်ပေါ့နော်2026ကဘာလို့တာထွက်ကောင်းတယ်လို့ပြောရလဲဆိုရင်ကျွန်တော် City Director ဟိုကကျွန်တော်အခုတိုးရင်နဲ့ဟို73ရောက်14ရောက်လောက်ဖြစ်လာတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒါအခုကတော့ City Winner တွေကျွန်တော်တို့ဒါရွေးထုတ်နေတယ်အခုဒါ Mr. ထက်ဦးရန်ပါဝင်ပေါ့နော်နောက်တဲ့ City Director တွေအကုန်လုံးကလည်း City Winner တွေကိုရွေးထုတ်နေတယ်ထုတ်တဲ့ခါကျဒီနှစ်တော့ကျွန်တော်တို့ City မြို့ပေါင်းကတော်တော်များမယ်ကျွန်တော်တော့မှန်းထားတယ်50ဝန်းကျင်လောက်တော့ဒီနှစ်တော့လူကြီးနဲ့အိမ်အောင်ရှင်အလှမယ်ပွဲမှာတက်ရောက်နိုင်မယ်လို့ကျွန်တော်မှန်းထားတယ်ကျွန်တော်တို့ National Grand Final ပွဲကြီးကိုတော့နေရာတော့ကျွန်တော် surprise မပြောသေးဘူးပေါ့တော့ဒီနှစ်တော့ကျွန်တော်ကြီးကျယ်ခမ်းနားစွာပြုလုပ်ဖို့ကျွန်တော်ရည်ရွယ်ထားတယ်နှစ်တိုင်းကတော့ကျွန်တော်6ချက်သားပေးနေကြတအူးရဲနဲ့ပြီးသွားတယ်ဒီနှစ်ကတော့ကျွန်တော်6ချက်သားတအူးရဲနဲ့မပြီးတော့ဘဲနဲ့ကျွန်တော်က3ချက်သား2ချက်သား2ဦးထပ်ပါပါမယ်ဒါကျွန်တော် organization နေဒီနှစ်အားလုံးစုစုပေါင်းပေးမဲ့ရွှေချိန်နေနဲ့ဆို12ချက်သားရှိမယ်ပေါ့ဒါတော့ကျွန်တော်ရဲ့ထူးခြားတဲ့နှစ်တစ်နှစ်ပေါ့နော်2026တက်ပေါ့နော်ဒါ Mr. ထက်ဦးရမကပဲလူတွေကပဲရသွားမလားတခြား City Rider တွေကနေဒီတင်လာတဲ့မြို့ကိုသားပြုအလှမယ်တွေကလည်းရသွားမလားဆိုတော့ရင်ခုန်သွားတဲ့ National Grand Final ကြီးမှာစောင့်ကြည့်ရမယ်ခုလာမယ့်ဒီကျွန်တော်တို့လပိုင်း12ရက်နေ့ကျရင်62လမ်း Fuji Shopping Center ခန်းမမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အိမ်အောင်ရှင်အလှမယ်ပွဲကြီးမှာ City Winner များကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျခုဒီကျွန်တော်တို့လာမယ့်2026မှာပြိုင်ပွဲကြီးကတော့အရန်အောင်ရင်ကုန်ဆွဲလက်ချဖို့ကောင်းပါတယ်ခင်ဗျတကယ်လို့ဒီလိုမျိုးပြိုင်ဖို့အတွက်စိတ်ဝင်စားခဲ့တယ်ဆိုရင်လည်းဒါလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့ရှင်ပြိုင်လို့ရပါတယ်ဗျာ Mr. ထက်ဦးရန်စီမှာဖောင်နေထုတ်လို့ရတယ်အဲ့တော့ Mr. ပဲပြိုင်ခြင်းချင်းကျွန်တော်တို့ Miss ပဲပြိုင်ခြင်းချင်းအိမ်အောင်ရှင်အလှမယ်ပဲပြိုင်ခြင်းချင်း Mr. ထက်ဦးရန်စီမှာလာပြီးတော့ဖောင်နေထုတ်လို့ရပါတယ်ဖုန်းနံပါတ်လေးနဲ့နေရာလိပ်စာလေးပြောပေးပါဖုန်းနံပါတ်လေးကတော့3996893953ဖြစ်ပါတယ်ခင်ဗျ11ခွန်46နဲ့4ခွန်ကြားMr. ထက်ဦးရန်ဆိုပြီးတော့ခုနပြောတဲ့ဖုန်းနံပါတ်မှာဆက်သွယ်ပြီးတော့ဖောင်နေအမြန်ဆုံးထုတ်လိုက်ကြပါစို့ဒီအိမ်အောင်ရှင်အလှမဲ့ပြိုင်ပွဲကို line ပေါ်မှာအမြဲတမ်းကြည့်နေရတယ်လေအဲ့တော့ကိုကလည်းပြိုင်နေတဲ့စိတ်တွေကရှိနေပေမဲ့ဒါပေမဲ့အလုပ်တွေကမအားအဆက်အသွယ်ရမရှိတဲ့ခါကျတော့ဒီလိုပဲနေနဲ့line အခု line ပေါ်မှာဒီမမတ်စပယ်ရဲ့အကောက်ကိုတွေ့လိုက်ပြီးတော့သူလုံနေတာလေးတွေကိုတွေ့ပြီးတော့မမကိုဆက်သွယ်ပြီးတော့အခုလိုမျိုးပြိုင်ပြသွားတာပါရှင်အိမ်မက်တွေကောင်းနေပေါ်ကျင်လို့ပါရှင်ကျမရဲ့အမျိုးသားလည်းပတ်မိုးတယ်သားတွေကလည်းပတ်မိုးကြပါတယ်အားလုံးကအကုန်လုံးရဲ့ပတ်မိုးမှုနဲ့ကျမခုလိုမျိုးပြိုင်ပွဲကိုဝင်ပြသွားတာဒီဥစ္စာကတော့ဒီအောင်မြင်ခဲ့လို့ရှိရင်ပေါ့နော်တစ်စင်ကျမတက်ပြီးတော့ဒီထက်မကထပ်ပြီးတော့စူးစမ်းသွားမှာပါကျမရဲ့လက်ရှိလုပ်ငန်းတော့အခုအိမ်မှာကွန်ပျူတာဆိုင်ဖွင့်ထားပါတယ်ကွန်ပျူတာဆိုင်တော့ဥစ္စာပေါ့နော်မန်လေးမျိုး14565ခွင့်ထားမှာဖွင့်ထားပါတယ်ခင်ဗျာအဓိကတော့ sales နဲ့ service ကိုအဓိကလုပ်ထားပါတယ်ခင်ဗျာဆိုင်နေမှာတော့ mobile mission laptop center ပါကျွန်တော်ကလည်းတိတ်စဉ်းစားရမလို့ yes or no yes လို့ချက်ချင်းဖြေလိုက်ဒီသားလေး3ယောက်နဲ့သမီး1ယောက်ကိုလည်းဟိုနေပေါ့ကာကွယ်ဆောက်ရှောက်ပေးခဲ့အရန်ကျေးဇူးတင်တယ်ဒီသက်ရွယ်ထိပေါ့အဲ့တော့ကျွန်တော်သူ့ဘာတွေလုပ်ပေးရမလဲအဲ့ဒါပဲစဉ်းစားရတယ်သူဖြစ်ချင်တော့ကျွန်တော်အားလုံးနောက်ကနေအကုန်ဖြစ်အောင်လုပ်ပေးတယ်မျိုးသမီးတွေစိတ်ချမ်းသာဖို့ကကျွန်တော်တို့ကယောက်ျားတွေတောင်းဒီတောင်းတော့ကျွန်တော်မျိုးသမီးတွေဘာပဲလုပ်အခုလို့ဒီပြိုင်ပွဲမှာဆိုရင်အရင်အားပေးတယ်အရင်အားပေးပါတယ်ကျေးဇူးလည်းတင်တယ်နော်အမလေးဒီချိန်မှာစီးပါမယ်နော်။ Yes အမလေးစီးဦးကဖောင်တာကိုချမ်းမြေအောင်စီးပြီးထုတ်လုပ်ပေးပါ။